အားလုံးပဲမင်္ဂလာပါဒီနေ့တော့2010ခုနှစ်ကထပ်ရှိခဲ့တဲ့ Salt ဆိုတဲ့ Action တိတ်ထိတ်ရင်ဖူစကားရဲ့ရင်ခွန်စရာဇလန်းကိုပြန်လည်ပြောပြပေးမှာပဲဖြစ်ပါတယ်။ Spine တစ်ယောက်ရဲ့အန်ဒီရဲ့ညတဲ့ဘောကသစ္စာဖော်မှုတွေအချစ်ရဲ့စွမ်းအားတွေကိုရင်သက်ရှူမောဖွယ်ခံစားရမှာပါ။စပြီးကြည့်လိုက်ကြရအောင်။ဇလန်းရဲ့အစမှာတော့မြောက်ကိုရီးယားရဲ့အေးဆက်တဲ့အကျဉ်းထောင်တစ်ခုထဲမှာအမျိုးသမီးတဦးညှင်းပန်းနစ်ဆက်ခံနေရပါတယ်။သူမဟာနျူကလ িয়ার အစီအစဉ်ကိုဖျက်ဆီးဖို့လွတ်လိုက်တဲ့ Spine တစ်ယောက်လို့ဆွဆွဲထားပြီးသူမကတော့ခေါင်းမှန်စွာနဲ့ပဲအစွမ်းကုန်ညင်းဆိုနေပါတယ်။သူမအလုပ်ရဲ့စီးမြင်းအရာတေးဖို့လိုတယ်ဆိုရင်လည်းအစင်သင့်ဖြစ်နေပါတယ်။ကံကောင်းစွာနဲ့ပဲအကျဉ်းသားလက်အစီအစဉ်အနေနဲ့သူမကိုပြန်လွတ်ပေးလိုက်ကြပါတယ်။ဒီအစီအစဉ်ကိုအကောင့်ထဲပေါ်ပေးတာကသူမရဲ့ခင်ပွန်း Mike Cross ပါ။သူဟာလွတ်တော်အမတ်တွေနဲ့နိုင်ငံရေးဌာနတွေကိုအကူအညီလိုက်တောင်းခဲ့တာကြောင့် CIA အနေနဲ့လူသိစင်ကြားမထိချင်တာကြောင့်သူမကိုအကျဉ်းသားလဲပေးခဲ့တာပါ။သူမရဲ့အသက်ကို Mike ကကဲလိုက်တာပါ။နှစ်ကြာပြီးနောက် Washington DC မှာ Evelyn Saw နဲ့သူမခင်ပွန်း Mike Cross တို့ဟာ anniversary နေ့အတွက်ပျော်ရွှင်နေကြပါတယ်။ Mike ဟာပင့်ကူတွေကိုလေ့လာနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ anniversary ညစာအတွက်လက်တော့ပေါ်ဝါခောက်နီးလေ့လာနေတဲ့သူမအနာကို Ted ရောက်လာပါတယ်။ Ted နဲ့သူမဟာ CIA မှာအလုပ်တူတူတွဲလုပ်ကြပြီးရင်းနှီးကြတဲ့မိတ်ဆွေတွေလည်းဖြစ်ပါတယ်။ anniversary နေ့အကြောင်း Ted ကိုပြောပြနေတော့မှအရာရှိတစ်ယောက်ရောက်လာပြီးရုရှားသတင်းပေးတစ်ယောက်ရောက်လာကြောင်းပြောပြပါတယ်။ Ted ကတော့စော်ကသာသူနဲ့အင်တာဗျူးဖို့အသင့်ဆုံးပဲဆိုပြီးသူမကိုတွားခိုင်းပါတယ်ရုရှားသတင်းပေးနဲ့စကားဆက်ပြောချိန်မှာဆော်ရီရဲ့လက်ချက်လက်ဆိုးဝတ်ထားတာကိုတွေ့ပြီးခင်မွန်းရှိတာဟာထောက်လိုင်းအမျိုးသမီးတစ်ယောက်အတွက်အားနည်းချက်ပဲလို့ပြောပါတယ်ဆော်ရကတော့စကားလမ်းကြောင်းပြောင်းလိုက်ပြီးသူ့နာမည်မေးလိုက်ပါတယ်သူ့နာမည်က Orof လို့ခေါ်ပြီးကင်ဆာရောဂါရှိနေကြောင်းပြောပါတယ်သူတို့နှစ်ယောက်ပြောနေတာကိုအပြန်ဘက်ကနေထောက်လိုင်းရဲ့အရာရှိ P-body နဲ့တဲ့တူဟာလည်းစောင့်ကြည့်နေပါတယ် Orof ဟာဇက်လန်တကိုပြောပြခဲ့ပါတယ်ရုရှားနပန်သမားဆာရှာချန်ကောနဲ့အမျိုးသမီးစစ်တူရင်ချန်ပီယံနူရီကိုဗာတို့ဟာအားကစားရုံတစ်ခုမှာတွေ့ခဲ့ကြပြီးချစ်ကြွမ်းဝင်ခဲ့ကြကလက်ထပ်ခဲ့ကြပါတယ်တနေ့အတွင်းမှာပဲသမီးလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်မွေးပြီးတစ်လမှာပဲကလေးကနေမကောင်းတာကြောင့်ဆေးရုံကိုတွားခဲ့ပြီးမြဲတည်ဆုံးခဲ့ပါတယ်သူ့အဖေနဲ့အမေဟာလည်းကလေးတည်ဆုံးခဲ့လို့ဝမ်းနည်းမဆုံးထူးခဲ့ကြပါတယ်သူတို့မသိလိုက်တာက Elf လို့ခေါ်တဲ့စပိုင်တစ်ယောက်ဟာသူတို့ကလေးကိုအစာထိုးပြီးခေါ်သွားတာကိုပါသူဟာကလေးကိုအဲ့လိုပဲခေါ်လာပြီးငယ်စဉ်ကတည်းကသူ့လိုမျိုးစပိုင်တစ်ယောက်ဖြစ်လာဖို့ပြုစုပြောထောင်ပေးခဲ့ပါတယ်ရုရှားလူမျိုး Orof ကအမေရိကန်ကိုဖျက်ဆီးမဲ့အစီအစဉ်ကိုဖွင့်ချလိုက်ပြီးဆော့ဟာရုရှားစပိုင်ဖြစ်တယ်လို့ရုတ်တရက်ထုတ်ဖော်ပြောဆိုလိုက်တဲ့အခါမှာတော့အားလုံးတုံးလုံထောက်ချသွားပါတော့တယ်ခင်ပွန်းရဲ့အသက်အန္တရာယ်ကိုစိုးရိမ်တဲ့ဆော့ဟာဖုံးဆက်ဖို့ကြိုးစားပေမဲ့ဖုံးမကင်နိုင်ကြောင်းအခက်တွေနေရပါတယ်တက်ကတော့သူမကိုယုံကြည်ပေမဲ့ထောက်လိုင်းရဲ့အရာရှိ P-body ကတော့တန်တရားရှိတဲ့အတွက်အခန်းထဲမှာခဏနေပြီးဖို့ပြောလိုက်ပါတယ်အဲ့အချိန်မှာပဲ Orof ဟာလုံခြုံရေးတွေကိုတတ်ပြီးထွက်ပြေးသွားပါတယ်ခင်ပွန်းရဲ့အသက်အန္တရာယ်ကိုဦးစားပေးတဲ့ဆော့ဟာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလှည့်ဖျားပြီးထွက်ပြေးလာခဲ့ပါတယ်အိမ်ကိုရောက်တဲ့အခါမှာသူ့ခင်ပွန်းကိုမတွေ့ရပဲသူတို့ရဲ့ခွေးလီနဲ့လဲကျနေတဲ့ခွန်ကိုသာတွေ့လိုက်ရပါတယ်သူ့အိမ်ကိုထောက်လန်းကြီးတွေလိုက်လာတာကြောင့်ခွေးလီကိုအိမ်နီးချင်းကိုပေးထားခဲ့ပြီးမိုက်ရဲ့ပင်ကူတကောင်ကိုယူပြီးထွက်ပြေးခဲ့ပါတယ် P-body နဲ့တက်တော့ဟာသူ့နောက်ကနေထက်ချက်မခွာလိုက်ဖမ်းကြပါတယ်နောက်ဆုံးမှာတော့လွတ်အောင်ထွက်ပြေးနိုင်ခဲ့ပြီးနယူးယောက်မြို့ကိုထွက်ပြေးလာခဲ့ပါတယ်နယူးယောက်မြို့မှာအမေရိကန်ဒုသမ္မတရဲ့နိုင်ပွဲပြုလုပ်ဖို့ရန်ရှိနေပါတယ်ဆော့ဟာနိုင်ပိုင်းနဲ့အနီးဆုံးဟိုတယ်တစ်ခုမှာတဲကိုပြီးမြေအုပ်ရထားလက်နဲ့ပတ်သက်တဲ့မြေပုံကိုကြည့်ရှုပြီးပြင်ဆင်နေပါတယ်နိုင်နေ့မှာတော့ဒုသမ္မတနဲ့အရန်ရင်းနီးတဲ့ရုရှားသမ္မတဟာတက်ရောက်လာပါတယ်လုံခြုံရေးတွေအထက်ထက်ချကကာယံထားပေမဲ့ဆော့ဟာမြေအုပ်ရထားလမ်းကိုနဲ့တဆင့်မြေအုပ်ကိုဝင်ရောက်လာနိုင်ပြီးရုရှားသမ္မတစကားပြောတဲ့အချိန်မှာသူ့အောက်ခြေချန်ပီယံကိုပြိုကျအောင်ပြုလုပ်ကဖြစ်သက်လိုက်ပါတယ်သူမဟာလည်းအဖမ်းခံလိုက်ရပါတယ်ဆော့ဟာတကယ်ပဲရုရှားစပိုင်ဖြစ်နေပါတော့တိခရရတာကြောင့် P-body နဲ့တက်ဟာတရားတံကိုခေါ်သွားဖို့ကြိုးစားပြီးနဲ့နယူးယောက်မြို့ဖြစ်တဲ့အတွက်သူတို့မြို့ကရဲတွေကပဲဖမ်းခေါ်ခွင့်ရှိတယ်ဆိုပြီးကားထဲထက်ကဖမ်းခေါ်သွားပါတယ်လမ်းမှာတော့ဆော့ဟာရဲတွေကိုတိုက်ခိုက်ပြီးထပ်ပြေလွတ်မြောက်ခဲ့ပါတယ်ရုရှားသမ္မတအသက်ခံရတာကြောင့်ရုရှားမှာအမေရိကန်စန့်ကျင်ရေးဆန္ဒပြမယ်တွေဖြစ်နေပြီးအမေရိကန်တန်ယုံကကားတွေလည်းဘုံခွဲခံနေရကြောင်းသတင်းကြေညာနေပါတယ်ဆော့ဟာရုရှားကိုပြန်ရောက်လာပြီး Orof နဲ့လာတွေ့ခဲ့ပါတယ်ယင်းနှီးစွာပွေ့ဖက်နှုတ်ဆက်ကြပြီးသူမအနေနဲ့အိမ်တော်မပြူတင်ကြောင်းပြောပါတယ်ဒါအပြင်သူမမွေးထုတ်ခဲ့တဲ့တပည့်တွေထဲမှာသူမဟာအတော်ဆုံးဖြစ်တာကြောင့်ဂုဏ်ယူကြောင်းလည်းပြောကြပါတယ်သူတို့နေရာဂိုဒေါင်နဲ့ရောက်တဲ့အခါမှာနောက်ထပ်ရုရှားစပိုင်းတွေကိုလည်းတွေ့လိုက်ရပါတယ်သူမဟာသူ့အမျိုးသားမိုက်အကြောင်းမေးတော့သူတို့ဖမ်းခွာသွားတာဖြစ်ကြောင်းပြောပြီးမိုက်ကိုဖမ်းထားတဲ့တွင်နှက်ကိုခေါ်သွားပါတယ်လက်တွေနဲ့ပါဇက်ကိုချီနှောင်ကန်ထားရတဲ့မိုက်ကိုတွေ့ခဲ့ရပါတယ်တွင်နှက်ကိုရေတွေဖိလိုက်ပြီးမိုက်ကိုတပ်ပစ်လိုက်ကြပေမဲ့ဆော့ကတော့သူမရဲ့ခန္ဓာချက်တွေကိုဖုံးကွယ်ထားပြီးဒီတိုင်းကြည့်နေခဲ့ပါတယ်ပြီးတဲ့နောက်မှာတော့ Orof ဟာအခန်းတစ်ခုတည်းကိုခေါ်သွားပြီးမြေပုံထုတ်ပြကအခြားစပိုင်းတယောက်နဲ့တွေ့ဆုံရတဲ့နျူကလ িয়ার လက်နက်များနဲ့ပတ်သက်ပြီးဆက်လက်လှုပ်ဆောင်ရမည့်တာရင်ကိုပြောဆိုနေစဉ်ဆော့ဟာယူတီရဲ့အရက်ပလင်းကိုခွဲလိုက်ပြီးကျိုးပြက်နေတဲ့အစွတ်နဲ့လဲပင်ကိုထိုးနှက်ပြီးတပ်ပစ်လိုက်ပါတယ်ထိုးနောက်မှာတော့သူမဟာလက်နက်ကင်လိုက်ပြီးဘုံလီကိုယူကာအခန်းတိုင်းကိုပစ်တယ်ပြီးကြမ်းရှိနေတဲ့စပိုင်းတွေအကုန်လုံးကိုလည်းတနတ်နဲ့ပစ်ပြီးတပ်ပစ်လိုက်ပါတယ်Orof ရဲ့အစီအစဉ်တိုင်းပဲလေရင်ကွင်းကိုသွားခဲ့ပြီးရှနိုင်တာဆိုတဲ့သူနဲ့သွားတွေ့ပါတယ်သူကတော့ငယ်စဉ်ကသူမနဲ့တင်တန်းသူတို့တက်ခဲ့ပြီးဆော့ဟာအတော်ဆုံးចောင်းသူဖေကသူကတော့အညံနှုံးចောင်းသားဖြစ်ခဲ့ပါတယ်သူတို့နှစ်ယောက်ဟာအမေရိကန်အင်မီရိုကိုဝင်ရောက်ဖို့ရန်အတွက်မစ်ရှင်ကိုပြောပြပါတယ်ရှနိုင်တာဟာအခုချိန်မှာနေတိုအရာရှိအဖြစ်တာဝန်ဆောင်နေတာဖြစ်ပါတယ်
သူတို့နှစ်ယောက်ဟာအိမ်ပြည်တော်ထဲကိုနေတိုအရာရှိတွေအဖြစ်ဝင်သွားခဲ့ပါတယ်အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကိုအကြီးကျယ်ဆုံးတိုက်ခိုက်မဲ့နေ့အဖြစ်သတ်မှတ်ထားကြပါတယ်သမ္မတရောက်လာတဲ့အခါရှနိုင်တာဟာသူ့အလို့သူလုပ်တော့မယ်ဆိုပြီးပြေးသွားကအသေးခံဘုံဖော်ခွဲလိုက်ပါတယ် ဆော့လ်ဟာလုံခြုံရေးကတော့ကိုခိုးယူလိုက်ပါတယ်တစ်ဖက်မှာလည်းသမရကိုကာကွယ်ဖို့အတွက်မြေရောက်ဖန်ကားတဲ့ကိုခေါ်သွားကြပါတယ်သူတို့ထဲမှာတက်လဲပါဝင်သွားပါတယ်သမရနဲ့အဖွဲ့ဟာမြေရောက်ဖန်ကားတဲ့ကလုံခြုံရေးအခန်းထဲကိုရောက်ရှိသွားပါတယ်ဖန်ကားကိုလည်းပိတ်ပစ်ဖို့လုပ်လိုက်ပြီးတကားမပိတ်ခင်မှာပဲဆော့လ်ဟာဝင်ရောက်နိုင်ခဲ့ပါတယ်လုံခြုံရေးအခန်းထဲမှာတော့တက်ဟာကာကွယ်ဖို့လက်နက်တောင်းပေမဲ့အထူးတပ်ဖွဲ့ကသာလက်နက်ကိုင်ခွင့်ရှိကြောင်းပြောတာကြောင့်လက်နက်ကိုလူယူလိုက်ပြီးအကုန်လုံးကိုပစ်တက်လိုက်ပါတယ်ပြီးတာနဲ့နျူကလ িয়ার လက်နက်တွေကိုမွတ်စလင်နိုင်ငံတွေစီချိန်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲဆော့လ်ရောက်လာပြီးတက်ဟာရုရှားရဲ့စပိုင်းတယောက်ထစ်နေတာတိလာရလို့အံ့ဩသွားပါတယ် TV ကနေရုရှားသမ္မတဟာတကယ်သေဆုံးသွားတာမဟုတ်ပဲပင်ကူအစိတ်ကြောင့်သာသေဆုံးသွားတယ်လို့ဖြစ်ခဲ့ကြောင်းထုတ်လွှင့်နေပါတယ်ဆော့လ်ဟာရုရှားသမ္မတကိုတကယ်မတတ်ခဲ့ပဲတတ်ချင်အောင်ဆောင်ခဲ့တာကိုတက်ကတိသွားခဲ့ပါတယ်သူမဟာရုရှားအားသစ္စာဖောက်ပြီးမိုက်အထက်လက်စားချေပေးခြင်းဖြစ်ကြောင်းသိသွားပါတယ်ဆော့လ်ဟာကြီးကန်မှာဖန်သားပင်ကိုတနတ်နဲ့ပစ်ခွဲပေမဲ့မရတာကြောင့်နေရန်ရှိတော့ခတ်စနစ်ကိုပစ်ခတ်ဖျက်ဆီးကတက်ရှိရာသို့အတင်းဝင်ရောက်ကတိုက်ခိုက်ပါတယ်လက်တွေ့ခုံချတိုက်ခိုက်မှုမှာတက်ကသာတာပေမဲ့ဆော့လ်ဟာတော့နောက်ဆုံးမှာနျူကလ িয়ার လွတ်တင်မှုကိုရပ်တန့်လိုက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလုံခြုံရေးအဖွဲ့ကရောက်ရှိလာပြီးဆော့လ်အားဖမ်းဆီးလိုက်ပါတယ်လုံခြုံရေးအခန်းထဲကကင်မရာဟာပိတ်ထားတာကြောင့်တက်ဟာအပြစ်မြတ်တို့ထိရှိနေစေဖြစ်ပါတယ်တက်ဟာဆရာဝန်နာမကက်ကျဲကိုရယူကဆော့လ်အားတိုက်ခိုက်ရန်စ조사ခဲ့ပြီးဆော့လ်ဟာသူ့ကိုခတ်ထားတဲ့လက်ထိတ်နေတဲ့တက်ကိုတပ်ပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့ထောင်းလိုင်းကအရာရှိပီဘော်ဒီဟာဆော့လ်ကိုဖမ်းခေါ်ပြီးရဟတ်ယာဉ်နဲ့ထွက်ခွာလာခဲ့ပါတယ်ဆော့လ်ဟာတော့သူဟာရုရှားစပိုင်းမဟုတ်တော့ကြောင်းနဲ့မိုင်းနဲ့လက်ထပ်ပြီးကလေးက CIA အတွက်သာအလုပ်လုပ်နေတော့ကြောင်းသူလှုပ်ဆောင်ခဲ့သောအရာတွေကိုရှင်းလင်းပြောပြရာပီဘော်ဒီဟာယုံကြည်သွားပြီးရဟတ်ယာဉ်ပေါ်မှာခုန်ကြထွက်ပြေးနိုင်ရန်အခွင့်အရေးပေးလိုက်ပါတယ်ဆော့လ်ဟာတော့ရေထဲခုန်ကြထွက်ပြေးလွတ်မြောက်သွားပါတော့တယ် ဇလန်းလေးကတော့ဒါပါပဲ like and subscribe လေးနှိပ်ပေးခဲ့ကြပါဦးနော်